လာဒီပြင်ပါတော့အောင်မလို့မကြည့်သေးထူတဲ့မကြည့်သေးကြောတင်နဲ့လားလာမကြည့်သေးကြောတင်အသက်100နဲ့တစ်နှစ်ကျွန်တော်အကြီးပါကျွန်တော်အဖေနဲ့မောင်နှမအဖေကတော့ဆုံးသွားပြီကျွန်တော်အကြီးကအသက်100နဲ့တစ်နှစ်ပါဟောသွားအလုံးမြင်ဘူးအောင်လို့ပါ100တစ်နှစ်အန်တီယိုမြင်ဘူးအောင်လို့16နှစ်သမီးကေလေးနဲ့အားလုံးမြင်ဘူးအောင်ပြတာပါကျွန်တော်အန်တီပါအသက်က100နဲ့တစ်နှစ်ဘာကိုလုပ်ကြုံတော့ဟုတ်လို့ပြောအဲမသိဘူး